ဆိုလာရှိုးမှာရှိတဲ့ကြောတရဖူးဆိုတဲ့ရွှေဆိုင်အဲ့ရွှေဆိုင်မှာနော်ရွှေဆိုင်မှာသူကနေအိမ်ပေါ့ဗျာနေအိမ်ပေါ့နေအိမ်ရွှေဆိုင်အဲ့မှာမနေ့ကနေလေပိုင်းလောက်ပေါ့နော်အဲ့ချိန်မှာရွှေပိန်လုပ်ငန်းရှိရာအိမ်ကိုအမည်မသိကြောတရဖူးဆိုရွှေပိန်ဆိုင်ပေါ့နော်အဲ့ဆိုင်လုပ်ငန်းရှိရာအိမ်ကိုမြူးလက်နက်ကင်လူဆိုရောက်ချလာတယ်လာပြီးတော့လူရဲ့ငွေလုပ်တဲ့ရွှေ9ပိတ်သားခန့်နဲ့ငွေကျပ်သိန်းထောင်နဲ့ချီဆုံးရှုံးသွားတယ်တဲ့ရွှေ9ပိတ်သားလို့တော့ပြောမယ်အဲ့လောက်များနေ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 ရွှေတွေပါသွားတယ်ငွေလည်းပါသွားတယ်သိရတယ်ဆိုတော့သူအိမ်ဆိုင်ဖွင့်ထားတယ်လာရှိုးစေးဒီမှာလည်းဖွင့်တယ်အိမ်ဆိုင်လည်းဖွင့်ထားတယ်ဒါပေမဲ့ဒီသူတို့လာလူရတဲ့သူတွေကအိမ်အထိကိုလာလူသွားတာဆိုတော့တော်တော်ဘာဖြစ်တယ်ပေါ့ဗျာတော်တော်ဒီလာရှိုးမှာလည်းသတိကြီးထားရမယ်လို့ယူဆတယ်လုံခြုံတပ်ဖွဲ့ဝင်တွေကလည်းလာရှိုးဆိုတာလည်းသိတဲ့အတိုင်းပဲဗျာလက်နက်ကင်တွင်ပြိပခါမရှင်းလင်းသေးတဲ့နေမြေဆိုတော့လုံခြုံတပ်ဖွဲ့ဝင်တွေလည်းကြည့်ရတာမနိုင်မနှင်းဖြစ်နေသလားတော့မသိဘူးသို့တော့ဘယ်လိုဖြစ်လူတပ်မှုတွေကျူးလွန်လိုက်ရိုက်နှက်မှုတွေကျူးလွန်လိုက်လူရဲမှုတွေကျူးလွန်လိုက်နဲ့လာရှိုးရတယ်လာရှိုးရဲ့ဒီဘာခေါ်လဲတရားဥပဒေစိုးမိုးရေးရပြပြနေတော့ပေါ်လွင်တာပေါ့ဗျာဒါလေးလေလာရှိုးမှာဖြစ်တဲ့ကိစ္စလေးပြောပြချင်တာပါ